ဒီနေ့ဆူဆူဖူဘလော့မှာတင်မော်ဒီတောက်ဆက်ဆက်လေးတောက်ပြောက်သွားမှာဖြစ်တယ်အရင်ဆုံးငရုတ်ဒီဇိုင်းနဲ့ကျွတ်သွန်ဖြူကိုလှော်ပါမယ်ငပီလေးကိုလည်းဖုတ်ပါမယ်မြေပဲလေးကိုမညက်တညက်လေးထောင်းပါမယ်မြေပဲလေးအခုလိုအနေထားလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ပကံလေးတွေကိုထည့်ပြီးတော့ပစွန်ချောက်လေးထောင်းပါမယ်ပစွန်ချောက်ကမြများကြိုက်လို့ရှိရင်မြများထည့်ပါနည်းနည်းကြိုက်နည်းနည်းပဲထည့်ပါကျွန်တော်တို့ဒါလေးပဲရှိလို့ဒါလေးနဲ့ပဲထည့်လိုက်ပါတယ်ပစွန်ချောက်လေးကုန်နေတာပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့အခုနကျွတ်သွန်ဖြူနဲ့ငရုတ်ဒီဇိုင်းကိုကျွန်တော်တို့ကြည်ညက်သွားအောင်ထောင်းမယ်ပေါ့နော်ထောင်းပြီးငပိဖုတ်ထားတာလေးထည့်ပြီးတော့ကျင်ညက်သွားပြီးထပ်ထောင်းမယ်အဲ့ညမှာစားချုံမှုမိမိကြိုက်နေတတ်တယ်လို့အရသာအပေါ့ငံထည့်လို့ရပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တုတ်မဲ့အပိုင်းကိုသွားမှာပဲပေါ့နော်တင်မော်တီလေးကိုမိမိစားခြင်းတို့လိုပုံစံမျိုးလေးချစ်လို့ရတယ်ချစ်ပြီးသွားပြီဆိုလို့ရှိရင်အခုနာပစွန်ချောင်းနဲ့မြေပဲထောင်းတာလေးကိုထည့်မယ်တကြားထည့်မယ်ပေါ့နော်တကြားအနည်းများအချိုကြရင်ကြိုက်တယ်လို့သုံးလို့ရတယ်ပေါ့နော်ပြီးရင်အခုနာငှေဦးဒီအနှစ်ကိုမိမိအဆက်စားနိုင်တဲ့လောက်ထည့်မယ်တခြားအရသာဝင်အောင်နေပြီးသွားလို့ရှိရင်စားသုံးလို့ရပါပြီ